ကောင်းပြီပါရင်28ဇီဒာဝဇီရာဟထေနဇီဒာဝဇီရာဟထေနသမုဒ္ဒံအတုရာတိတံဇီဒာဝဇီရာဟထေနသမုဒ္ဒံအတုရာတိတံဘာဒရောဝါသဝတိတိဘာဒရောဝါသဝတိတိအဋ္ဌိမန္တောယတတိနောဘာဒရောဝါသဝတိတိအဋ္ဌိမန္တောယတတိနောဇိတာဝဇိရာဟထေနသမုဒ္ဒံအတုရာတိတံဘာဒရောဝါသဝတိတိအဋ္ဌိမန္တောယတတိနောကာလကင်္စာမဟာဘိဓမကာလကင်္စာမဟာဘိဓမအတုရာဒါနဝေကတံအတုရာဒါနဝေကတံကာလကင်္စာမဟာဘိဓမအတုရာဒါနဝေကတံဝေပစိတ်တိသူစိတ်တိသဝေပစိတ်တိသူစိတ်တိသဘာရာဒိုနမုစိတဟကာလကင်္စာမဟာဘိဓမအတုရာဒါနဝေကတံဝေပစိတ်တိသူစိတ်တိသဘာရာဒိုနမုစိတဟဇိတာဝဇိရာဟထေနသမုဒ္ဒံအတုရာတိတံဘာဒရောဝါသဝတိတိအဋ္ဌိမန္တောယတတိနောကာလကင်္စာမဘိဓမအတုရာဒါနဝေကတံဝေပစေတိသူစိတိသဘာရာဒိုနမုစိတဟကောင်းပြီဒီပိုင်း28ကဘာဆိုလို့လဲဆိုလို့ရှိရင်ဒါသမုဒ္ဒရာထဲမှာနေတဲ့အတုရာတွေရဲ့နောက်ပြီးတော့ဒီထဲမှာပါတဲ့အတုရာဘယင်တွေရဲ့အကြောင်းတွေပေါ့နော်ကောင်းပြီပိုင်း28တဲ့ပိုင်း28မှာဇိတာဝဇိရာဟထေနာတဲ့ဝဇိရာဆိုတာဒါဝရဇိန်လက်နက်ကိုပြောတယ်ဟထဆိုတာလက်မှာရှိတယ်တဲ့လောကမှာဝရဇိန်လက်နက်လက်ဆွဲနိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကတယောက်တည်းပဲရှိတယ်သူကဘာလို့လဲဆိုရင်ဒါတရားမင်းပေါ့နော်ဝဇိရာဟထေနာဝရဇိန်လက်နက်ရှိတော့တရားမင်းသည်ဇိတာတဲ့အမြဲတမ်းအောင်အပ်တော့ဆိုလိုတာကတော့တရားမင်းနဲ့စစ်ခင်းတိုင်းအမြဲတမ်းအရှုံးပေးရတဲ့လူတွေရှိတယ်အဲဘာလို့လဲဆိုလို့ရှိရင်သမုဒ္ဒရာတိတာသမုဒ္ဒရာနာမှီတည်၍နေသောဣတိအတုရာတဲ့အဲ့ဒီအတုရာတို့သည်အဋ္ဌိမန္တောသူတို့လည်းတကူကြည့်တာပဲနော်အဋ္ဌိမန္တောတဲ့အစွမ်းရည်တကူကြည့်တယ်ယတတိနောအချမ်းရံကြော်သောအများကြီးရှိတယ်တဲ့အဲ့ဒီအင်မတန်တကူကြည့်ပြီးတော့အချမ်းရံကြော်သောများတဲ့အတုရာနမင်းကြီးတဲ့ဘယ်သူတွေလဲဆိုရင်တဲ့ကာလာကင်္စာမာဘိဓမကာလာကင်္စာဆိုတဲ့ဒါအတုရာနမင်းပေါ့သူရဲ့ဝိသေသနာဂုဏ်တို့ကပါတယ်ဗျာဘာလဲဆိုရင်ဒါမာဘိဓမာဘိဓမာဆိုတာကကြောင်းမဲ့ဖွယ်အလားကြီးမားတဲ့ခန္ဓာကိုယ်ရှိတဲ့အတွက်ကြောင့်နဲ့ကာလာကင်္စာလို့အမည်ရတဲ့အတုရာပေါ့နော်ဆိုလိုတာကတော့ဒါကာလာကင်္စာအတုရာဆိုတာကတဲ့ကြီးမားပြီးတော့ကြောင်းမဲ့ဖွယ်ကောင်းတဲ့ခန္ဓာကိုယ်ရှိတယ်တဲ့သူအဲ့လိုကြီးမားပြီးတော့ကြောင်းမဲ့ဖွယ်ကောင်းတဲ့ခန္ဓာကိုယ်ဖန်ဆင်းပြီးတော့ဒီမဟာသမယတို့ခေါ်တဲ့နေရာရောက်လာတယ်အတုရာဒါနဝေကတာတဲ့ဒါနဝေကတာအမည်ရတဲ့အတုရာနမင်းတဲ့ဒီဒါနဝေကတာလို့အမည်ရတာကသူကလူဘဝတော့ဒါလှေးသမားတယ်နော်ဝေကတာလို့ပါအောင်ဆိုတာအရှိန်အဟုန်ကိုပြောတာအလွန်ထူးချွန်တဲ့လှေးသမားနေပြီးတော့တည်ပြီးတော့မှဒါအတုရာဖြစ်သွားတဲ့အတုရာနမင်းပေါ့နော်ဝေပစေတိအတုရာသူစိတိဆိုတာကဒါသူစိတိအတုရာနမင်းပါရာဒိုဆိုတာကဒါပါရဒအတုရာတဲ့နမုစိတဟနမုစိဆိုတာကဒါတခြားလူမဟုတ်ပါဘူးဗျာယုံမှာရက်ဆက်တဲ့နေရာမှာနော်နှစ်ယောက်မရှိတဲ့နမုစိဆိုတာဒါမာနတ်ကိုပြောတာနော်သူဇီဟိုက်တူတော့ဓာတ်တူတော့ပေါင်းရတာပေါ့ကောင်းပြီစွန်းကပြောခဲ့တဲ့အတိုင်းပဲဒါဝဇီရာဟထမှာပါတဲ့ဝရဇိန်လက်နက်အကြောင်းရေပြီးကြတော့ဘာတရောအနက်ပေးလိုက်တဲ့အခါမှာဒါတရားမင်းနဲ့အတုရာတွေဘလို့တမိရောက်ဖတော်ဆက်လဲအဲဒီအကြောင်းအရာလေးကိုဒါဦးဇင်းတို့လေးလာမိသလောက်လေးတင်ပြကြည့်မယ်နော်ဝဇီရာဟထဆိုတာကဝရဇိန်လက်မှာရှိတဲ့တရားမင်းတဲ့ဒါအားလုံးသိကြတဲ့အတိုင်းပဲဝရဇိန်လက်နက်တရားဆက်ဆိုတာရှိတယ်နော်ဒါဝရဇိန်တို့စိန်တို့ဆိုတာလောကမှာဖေးရမဆိုသူကဖြည့်ဆည်းနိုင်တယ်သူမဖြည့်ဆည်းနိုင်တဲ့အရာဆိုတာမရှိဘူးဒါတရားမင်းကိုင်းထားတဲ့လက်နက်ဆိုတော့ပို့ပြီးတော့အစွမ်းထက်တာပေါ့ဒါပါပဲပြောသူကတော့စိန်လက်နက်တစ်မျိုးပေါ့နော်ဒါပါဠိထဲမှာပါတဲ့အတိုင်းဆိုလို့ရှိရင်ဒါဝရဇိန်လက်နက်ကတဲ့နော်ဘလောက်ကြီးမားတဲ့တောင်တန်းတွေပဲဖြစ်ဖြစ်ဘလောက်ခိုင်ခန့်ပါတယ်ဆိုတော့အတုရာရဲ့စစ်တပ်တွေပဲဖြစ်ဖြစ်သူကပြစ်လိုက်လို့ရှိရင်အကုန်အမှုံမှုညံ့ညက်ကြီးတယ်တဲ့နော်တောင်တန်းကြီးတွေကိုပြစ်ခွဲလိုက်လို့ရှိရင်လည်းအိုက်တောင်တွေအပိုင်းပိုင်းပြတ်တယ်ဆိုတော့ပါတယ်နော်ဒါဗုဒ္ဓစာပေမှာဒီအတိုင်းပဲဝရဇိန်လက်နက်တရားဆက်ဆိုတာအဲစကားဒီရလာတယ်ပေါ့နော်သူကဒီဝရဇိန်လက်နက်ကပေါ့နော်သူပြစ်လိုက်လို့ရှိရင်လည်းပြစ်မှတ်ကိုတိတိကျကျမှန်ပြီးတော့ဒါတရားမင်းရဲ့လက်ထဲပဲအလိုလျောက်ပြန်ပြီးတော့ရောက်လာတယ်တဲ့အဲ့လောက်ထိစွမ်းရည်ကြီးတယ်ပေါ့နော်ဒါပေမဲ့တဲ့တရားမင်းကဒီဝရဇိန်လက်နက်ကိုသူကသုံးခဲ့တယ်တဲ့နော်သူကလောကကိုစောင့်ရှောက်ဖို့အတွက်ပဲထားတဲ့လက်နက်ဖြစ်တယ်လို့ဒါစာပေမှာပါတယ်ပေါ့နော်
ကောင်းပြီစောပြောခဲ့သလိုပဲတရားမင်းမှာဒါတက်ကဆိုတာနာမည်တို့မာကားဆိုတဲ့နာမည်တို့ဝါတော်ဆိုတဲ့နာမည်အများကြီးရှိပေါ့နော်အေးအဲ့ဒီဝါတော်ဆိုတဲ့တရားမင်းနဲ့ဒီအတုရာတွေနဲ့ဘာတရောညီနောင်တော်ဆက်တယ်တနည်းအားဖြင့်ပြောလို့ရှိရင်လည်းဒါရောက်ဖတ်တော်ဆက်တယ်လို့စာထဲမှာပါတယ်နော်အေး तू ကဘာကြောင့်အဲ့လိုတော်ဆက်လဲဆို तू အကြောင်းရှိတယ်ပေါ့အဲ့အကြောင်းထဲမှာဒါအများသိတဲ့အတိုင်းပဲတရားမင်းမှာမိဖုရားလေးယောက်ရှိတယ်ဘယ်သူတွေလဲဆိုရင်ဒါသူဓမ္မတို့သူစိတ်ဓာတ်တို့သူနန္ဒာတို့သူဇာတာတို့ဆိုပြီးဒါ၄ယောက်ရှိတယ်ပေါ့သူရဲ့နောက်လိုက်နောက်ပါအချမ်းကြီးကတော့ထားလိုက်တော့အဲ့ဒီထဲမှာသူဓမ္မကဒါလူလောကတော်ကတရားမင်းနဲ့ကုသိုလ်လုပ်တဲ့အခါ तू ကဇေယျတစ်ခုလူခဲ့တယ်ဒါကြောင့်မလို့ तू ကနတ်ပြည်မှာလည်းတရားမင်းရဲ့ဘေးမှာနတ်သမီးအနေနဲ့တရားရဲ့မရသွားဖြစ်တယ်ပေါ့ဒါသူစိတ်ဓာတ်ကတော့လူပြည်တော်က तू ကဒီလှပစမ်းကြဲတဲ့ဥယျာဉ်စာပြုတ်လှူခဲ့တယ်တဲ့အဲ့ဒီသူဓမ္မဇေယျဘေးမှာပဲလှူခဲ့ဘူးတယ်ပေါ့နော်သူနန္ဒာကကျတော့ဒါရေကန်ဆောက်တယ်အေးပြောချင်တာတော့သူဇာအကြောင်းပေါ့နော်သူဇာလို့ခေါ်တဲ့ဒါသူဇာတာအေးအဲ့ဒီသူဇာတာကအဲ့ဒီဥမာခရဲ့အချစ်ဆုံးဖြစ်ပေမဲ့လို့သူကငါလင်လို့တဲ့ကုသိုလ်ငါကုသိုလ်ဆိုသူဘာကုသိုလ်မှမလုပ်ဘူးတနေ့ဘာလို့လဲအမှန်ရှိမှသွားပြီးတော့အလှပြင်းတယ်သူရဲ့ခန္ဓာကိုယ်ပိုင်းပဲသွားပြီး view site တယ်ပေါ့နော်ငါလင်လို့တဲ့ကုသိုလ်ငါကုသိုလ်ဆိုပြီးတော့ကိုကိုပဲအလှပြင်းတယ်ကိုကိုပဲပြုပြင်တာနဲ့အောင် site တယ်အေးဆိုလိုတာကတော့ကုသိုလ်လုပ်တဲ့အခါမှာကိုယ်တိုင်ကိုကြပါဝင်ခဲ့တာမရှိတော့ तू ကသေတဲ့ခါပဲသွားဖြစ်လဲဒါအလုံးသိတဲ့အတိုင်းပဲဒါဗျိုင်းမဘွားရောက်သွားတယ်ပေါ့ဗျိုင်းမဘွားရောက်သွားတော့တရားမင်းကနက်ပြီးတော့ तू ဇနီးဟောင်းကြည့်လိုက်တော့အချစ်ဆုံးလည်းဖြစ်ဗျိုင်းမဘွားလည်းရောက်နေတော့ဘာဖြစ်လဲနော်နက်ပြီးကိုမရောက်အောင်ထားပို့ရတာပေါ့ဘလို့ပို့ရလဲဆိုတော့ဒါငါးပါးတီလာပဲစောက်တီခိုင်းတယ်အဲ့ဒီဗျိုင်းမဘွားနေပြီးတော့ငါးပါးတီလာစောက်တီတော့ဒါအိုးထိန်တဲ့သမီးဖြစ်တယ်အိုးထိန်တဲ့သမီးကနေပေါ့နောက်ဆုံးအစင်းနဲ့ဘယ်ရောက်သွားလဲဆိုတာဒီထဲမှာပါတယ်နော်ဝိပစိတ်တိအတုရာအေးအဲ့ဒီဝိပဿနာအတုရာမင်းကြီးရဲ့နတ်သမီးသွားဖြစ်တယ်နာမည်ကဘာလဲဆိုရင်ဒါသူဇာတဲ့အဲ့ဒီသူဇာဆိုတဲ့နတ်သမီးသွားဖြစ်တော့တရားမင်းကကြည့်လိုက်တယ်တရားမင်းကကြည့်လိုက်တယ်နတ်ပြည်တော့ရောက်ပြီဒါပေမဲ့နတ်ပြည်မဟုတ်သေးဘူးဒါအတုရာပြည်မှာသွားဖြစ်တယ်နတ်ပြည်နဲ့အတုရာပြည်ဆိုတာကတောင်ထိပ်နဲ့တောင်အောက်ပဲလေတရားမင်းကတောင်ထိပ်မှာနေတယ်အတုရာပြည်ဆိုတာကဒါမြင့်မို့တောင်ရဲ့အောက်ခြေမှာရှိတယ်ပင်လယ်ထဲမှာရှိတယ်ပေါ့နော်သမုဒ္ဒရာထဲမှာရှိတယ်အေးအဲ့ဒီလိုဝိပဿနာအတုရာမင်းကြီးရဲ့သမီးဖြစ်နေတဲ့ခါဒါတော်တော်လေးတရားခတ်တာပေါ့ဘာဖြစ်လဲဆိုတော့အဲ့ဒီမတိုင်ခင်ကတည်းကဒါအတုရာနဲ့တရားတို့ဆိုတာကနေမြေလူကြီးနဲ့သူတို့ကရံပတ်တွေဖြစ်နေတယ်လေဒါတရားမင်းကဘလို့ရောက်အောင်တရားလဲဆိုတော့ဒါဝိပဿနာအတုရာမင်းကြီးကတဲ့သူသမီးကိုလင်းရွေးပွဲလုပ်တဲ့ခါပေါ့နော်လင်းရွေးပွဲလုပ်တဲ့ခါမှာတရားမင်းအတုရာအိုကြီးအတွင်းနဲ့တွားပြီးတော့အဲ့ထဲကိုတွားတိုးတယ်ပေါ့နော်တွားတိုးတော့ဒါသူဇာတာကလည်းသူရှေးရည်ဆက်ကြောင်းနဲ့မြင်ရင်းမဲ့ဒီအတုရာအိုကြီးကိုတွားဖို့ကြိုက်တယ်ပေါ့နော်ကြိုက်တော့ပန်းကုန်းဆိုပြီးရွေးတယ်ဒါအလုံးသိတဲ့အတိုင်းပဲအဲ့လိုအတုရာအိုကြီးရောင်ဆောင်ထားတဲ့ဒါတရားမင်းကနော်မတလိယထာဘောကိုဒါသူ့စာကိုတင်းပြီးပြေးတဲ့ခါကျမှဒါကျန်တဲ့အတုရာတွေရောသူဖခင်ဖြစ်တဲ့ဝိပဿနာအတုရာကြီးရောတရားမင်းမှန်သိတာပေါ့သိတဲ့ခါဘာလို့လဲထုံးစံတိုင်းအလုံးဝိုင်းပြီးတော့ကောကြတာပေါ့ငါတို့ရဲ့ဘီကြီးတော့ကုကျိုးနေပါပြီဟဲ့လားအဆက်ကွဲပါပြီဆိုပြီးတော့ဝိုင်းပြီးတော့ကောကြတာပေါ့အေးဒါဘာတော်ဝါသဝတ္တိမှာပါတယ်နော်တရားမင်းနဲ့အတုရာတွေကဟောမိုးဒါဝိပဿနာအတုရာမင်းကြီးရဲ့သမီးကိုတရားမင်းယူထားဆိုတော့ဒါညီနောင်လို့လည်းပြောလို့ရတယ်အမြင်မှာမှတ်သားစရာတခုရှိတာကသူ့ဘာသူဘလောက်ပဲတဲ60ပဲဖြစ်ဖြစ်တရားပဲဖြစ်ဖြစ်ရည်စက်ပါလို့ရှိရင်တော့မြင်ချင်းပဲဒါချစ်ခင်စုံမတ်တဲ့သဘောရှိတယ်ပေါ့နော်အေးဒါကဘာပြောချင်လဲဆိုရင်ဒါဝါသွားဆိုတဲ့တရားမင်းနဲ့အတုရာနတ်တွေနဲ့ဘာတော်တဲ့ညီနောင်တော်ဆက်တဲ့ဆွေမျိုးတော်ဆက်တယ်ပေါ့နော်ကောင်းပြီမဟာသမယတုတ်တော်ဆိုတာကဒီလိုတရားမင်းတို့အတုရာတို့အကြောင်းတွေနဲ့ဒါထုံမွန်းထားတဲ့အစွမ်းထက်တဲ့တုတ်တော်ဖြစ်တယ်ပေါ့နော်ဒီအကြောင်းအရာတွေတခြားလေးသိပြီးတော့လေးလေးနက်နက်သိပြီးမှယူလို့ချင်းရင်ပို့ပြီးတော့အစွမ်းထက်တယ်ပေါ့နော်